Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသွားမှာတော့ Facebook ရဲ့ income နဲ့ပတ်သက်ပြီးကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မှာဆိုတာ Facebook ကပေးထားတဲ့ pixel ဖြစ်တဲ့$989ဆိုမှရထားပါတယ်ခင်ဗျာဒီလိုမျိုးဒေါ်လာတွေရအောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲဗီဒီယိုတွေဘယ်လို fan တီးရမလဲတက်ပုံတွေဘယ်လို fan တီးရမလဲဆိုပြီးဒီဗီဒီယိုမှာအဆုံးကျွန်တော်ပြပြရှင်းပြပေးမယ်ဗီဒီယို skip မလုပ်ဘဲနဲ့တေချာလေးကြည့်တော့ပြပါဒီဗီဒီယိုမှာအားလုံး AR70 အဆုံးကျွန်တော်ပြပြရှင်းပြပေးမယ်ကျွန်တော်တို့ရဲ့ Facebook account Facebook page ဒီမှာကိုပိုင်ဗီဒီယို fan တီးဆက်မလို့ကိုပိုင်စာသား fan တီးဆက်မလို့ကိုပိုင်တက်ပုံ fan တီးဆက်မလို့ပဲနဲ့အလွယ်တကူ copy video copy တက်ပုံ copy စာသားတွေကို copy ကူးပြီးမှပြန် edit လုပ်ပြီးမှ Facebook မှာတင်ပြီးဝင်ဘယ်လိုရှာသွားရမလဲဆိုပြီးဒီဗီဒီယိုမှာအားလုံးကျွန်တော်ပြပြရှင်းပြပေးမယ်တချို့ကြတော့ Facebook ကနေဝင်ရှာချင်တယ်ဒါပေမဲ့ idea မရှိပြန်တချို့ကြလည်း Facebook ကနေဝင်ရှာချင်တယ်ကိုပိုင်အချိန်လေးတွေမရှိတဲ့အတွက်ကြောင့်မို့ copy video တွေကို reactivate လုပ်ပြီးမှ page မှာတင်ပြီး account မှာတင်ပြီး YouTube channel မှာတင်ပြီးမှ Facebook ကနေတရားဝင် page ဘယ်လိုရအောင်လှုပ်ဆောင်သွားရမလဲဆိုပြီးဒီဗီဒီယိုမှာအားလုံးကျွန်တော်ပြပြရှင်းပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော် video editing tool လို့ကျွန်တော်တစ်ချက်ဖွင့်ပြပေးမယ်ဒီ video editing ပေါ့နော်ဒီဥစ္စာကျွန်တော်ဘယ်ဥစ္စာလဲကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်မှာသူ့ရဲ့နာမည်ပေါ့နော်Camtasia ဆိုပြီးခေါ်ပါတယ်ဒီ Camtasia ကိုကျွန်တော် free download ဆွဲလိုက်ရတဲ့ဒါမှမဟုတ်ရင်ကိုက patches လုပ်ဖို့နိုင်နေဆိုရင် patches လုပ်ပြီးတော့တာပို့ပြီးကောင်းတာပေါ့နော်ကျွန်တော်ဒီဥစ္စာကျတော့ကျွန်တော်ဝယ်ထားတဲ့ software နဲ့လုပ်ပြပေးမယ်အတွက်ကျွန်တော်ဒီ software ကျွန်တော်တစ်ချက်တော့မယ်ပြီးလို့ရှိရင် video ဘယ်ကတော့ပြီး download ဆွဲမလဲဆိုကျွန်တော်တစ်ချက်တော့မယ်ကျွန်တော် switch နဲ့ video ပေါ့နော်ဒီမှာဒီဗီဒီယိုကျွန်တော်တစ်ချက် download ဆွဲမယ်ကျွန်တော်ဒီမှာဆိုရင် download ဆွဲလို့ပြီးတော့ခဲ့ပြီเนาะကျွန်တော်ဒီဥစ္စာလေးတစ်ချက်နှိပ်သွားမယ်ဆိုရင် automatic download ဆွဲပြီးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့တစ်ချက်ပြန်နောက်ဆက်ပြီးပြပေးမယ်ကျွန်တော်ဒီလိုမျိုးဗီဒီယိုရဲ့အပေါ်မှာ Tamil ကာပါပုံပေါ့နော် Tamil ပုံတွေကိုဘယ်လိုထည့်သွားရမလဲ Tamil ပုံတွေကိုလည်းအလွယ်တကူဘယ်လိုလှုပ်ဆောင်သွားရမလဲဆိုပြီးဒီဗီဒီယိုမှာကျွန်တော်ပြရှင်းပြပေးမယ်အခုနောက်တော့ကျွန်တော် download ဆွဲလိုက်တဲ့ဒီဗီဒီယိုဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယို link ကိုကျွန်တော်တစ်ချက်ယူပြီးမှ Tamil ပုံအိမ်ဆုံးကျွန်တော်တွားပြီးမှလှုပ်လိုက်ပါမယ်အဲ့အတွက်ဒီဥစ္စာတစ်ချက်နေမယ်ပြီးပြီဆိုရင်ကျွန်တော်အပေါ် link တစ်ချက် copy ကူးမယ် link copy ကူးပြီးဆိုရင် Tamil ပုံလုပ်ဖို့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးတွားလိုက်ပါမယ်ခင်ဗျာဒါကြတော့ YouTube video download တော့ပါနော်ဒီနေရာမှာအခုနယူလာတဲ့ link ကို paste လုပ်မယ် download ဆွဲလိုက်မယ် download ဆိုတော့ကျွန်တော် complete မဆွဲသေးပါဘူးကျွန်တော်ဒီဥစ္စာ download ဆွဲဖို့အတွက် share ဒူးလုပ်တဲ့ပုံစံမျိုးဖြစ်တဲ့အခုလိုမျိုးကျွန်တော်ပေါ်လာခဲ့ပြီဆိုဒီဥစ္စာကျွန်တော် screenshot ဆွဲလိုက်ပါမယ်အဲ့အတွက်ကျွန်တော် snap tool တစ်ခုနဲ့ကျွန်တော် screenshot ဆွဲပြလိုက်ပါမယ်ဒါကြတော့ဖုန်းနဲ့လုပ်သွားလိုက်ရတယ် laptop နဲ့လုပ်သွားလိုက်ရတယ် video editing ကိုဖုန်းနဲ့လည်းကျွန်တော်လုပ်ပြပေးထားတယ်များသောအားဖြင့်က laptop နဲ့ပြပေးပါလို့ပြောတဲ့အတွက်ကျွန်တော်အခုတစ်ခါကျွန်တော် laptop နဲ့ပြပေးရဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီဥစ္စာ screenshot ဆွဲဖို့ဆိုရင်ဒီနားလေးရဆွဲမယ်ဒီ screenshot ဆွဲပြီးဆိုရင်ကျွန်တော်တို့ဒီတိုင်းဗီဒီယိုမှာတော့ထည့်သွားမယ်ဆိုရင် copyright ဖြစ်ဖို့နိုင်တဲ့အတွက်ကျွန်တော်ဒီ screenshot လည်းပြန် edit လုပ်ပြီးသွားရမယ်အဲ့အတွက်ကျွန်တော်ဒီ tab တစ်ချက်ဖွင့်မယ်ပြီးရင်ကျွန်တော်ဒီမှာ Canva software တစ်ချက်တောင်းမယ်နော်ကျွန်တော်ဒီ Play Store App Store မှာဆိုရင်ဒီ Canva software ကိုအလွယ်တကူ download ဆွဲလို့ရတယ် PC laptop မှာဆိုရင်တော့ CANVA ဆိုပြီးရိုက်ထည့်လိုက်ရင်ဒီပုံစံပေါ်လာခဲ့ပါမယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်နဲ့ customize ဆိုရှိရတာဒါမှမဟုတ်ရင်ကျွန်တော်ဒီအပေါင်းလေးကိုနှိပ်ပြီးတွားလိုက်ရတယ်ကျွန်တော်ဒီဥစ္စာနှိပ်ပြီးတွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်1380အများ1380 site ကိုရွေးပြီးတော့မယ်အကယ်လို့ကျွန်တော်တို့ကဗီဒီယိုက 16.9 ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာရွေးပြီးတော့မယ်ဒါပေမဲ့ကျွန်တော်အခုဗီဒီယို edit လုပ်ပြီးတော့မယ်ဆိုတာ1380အများ1380ဖြစ်တဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်ရွေးပြီးတော့မယ်ကျွန်တော်ဒီမှာ pop up လေးပေါ်လာခဲ့ပြီးဆိုရင်ကျွန်တော်ဒီဘက်မှာ upload ဆိုလို့ဆိုတာကျွန်တော်တစ်ချက်နှိပ်ပြီးမှအခုနောက်တော့ကျွန်တော်တို့ screenshot ဆွဲလိုက်တဲ့ဥစ္စာတစ်ချက်ထည့်တော့မယ်အတွက်ကျွန်တော်ဒီဥစ္စာဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ဒီနေ့ရောက်လာခဲ့ပြီဆိုတော့ဒါတော့တစ်ချက်နှိပ်ပြီးသွားမယ်ဒီဖက်ကိုလာမယ်ဆိုကျွန်တော်ဒီဥစ္စာဒီလိုဆွဲဆန့်လိုက်ပါမယ်ခင်ဗျာနော်ဆွဲဆန့်ပြီးရင်ဒီဥစ္စာပို့ပြီးကြည့်လို့ကောင်းအောင်ကျွန်တော်ဒီဓာတ်ပုံတစ်ချက်ထောက်ပြီးမှကျွန်တော်ဒီအနားလေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ဒါကြတော့ကိုကြိုက်တာထည့်လို့ရပါတယ်ခင်ဗျာနော်ဒီပုံစံလုပ်မယ်ပြီးရင်ကျွန်တော်ဒီအနားလေးကိုနည်းနည်းလုံးလုပ်သွားပြီးမှဒီဖက် background ကိုကျွန်တော်တခုခုရေးပြီးထည့်သွားမယ်ဒီတိုင်းထည့်သွားလိုက်ရတယ်ဒါပေမဲ့ပို့ပြီးမှကြည့်လို့ကောင်းအောင်တခုခုထည့်မယ်အတွက်ကျွန်တော်ဒီမှာစာစီပြီးမှအစနစ်ထားတာအတွက်ကျွန်တော်ဒီစာသားလေးကျွန်တော်တစ်ချက် copy ကူးပြီးမှထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီအပေါ်မှာ test ရေးဖို့ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမှာကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ကျွန်တော်ဒီအပေါ်မှာ page လုပ်ပြီးထည့်လိုက်ပါမယ်ပြီးရင်ဒီစာသားကိုလိုချင်တဲ့ပုံစံမျိုး customize design လုပ်တော့လို့ရပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာအပေါ်ဆုံးမှာထည့်လိုက်ပါမယ်ဒီပုံစံအတိုင်းလေးဆိုရင်တော့ကြည့်လို့ကောင်းပြီဆိုမှကျွန်တော်ဒီဥစ္စာအဝါရောင်လေးကျွန်တော်တစ်ချက်ပြောင်းလိုက်မယ်အဝါရောင်ပြောင်းပြီးမှ effect ကိုတစ်ချက်နှိပ်ပြီးတော့မယ်ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီနေရာမှာအမဲရောင်လေးထည့်ပြီးမှ
site ကိုအပြည့်ဆွဲလိုက်ပါမယ်ဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုရင်တော့ပို့ပြီးမှကြည့်လို့ကောင်းတယ်ဒါကြတော့ကိုစိတ်ကြိုက်ထားတော့လို့ရပါတယ်အဲ့အတွက်ကျွန်တော်ဒီနောက်ခံ background ကိုလည်းအပန်းအောင်လေးကျွန်တော်ထည့်လိုက်ပါမယ် okay ဒီပုံစံထည့်ပြီးသွားခဲ့ပြီဆိုရင်တော့ဒီဥစ္စာကို download ဆွဲပြီးမှ Facebook page မှာပဲတင်ကျွန်တော်တို့ဒီ Facebook account မှာပဲတင်တယ်ပေါ့နော်ဒါကြတော့ 100% corporate ကနေ login တော့ပြီးဒါကြတော့ Tamil ပုံပေါ့နော် tab ပုံလည်းဘယ်လို edit လုပ်ရလဲဆိုပြီးမှဒီဗီဒီယိုမှာကျွန်တော်တစ်ခါတည်းပြပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်တစ်ချက်ပြန်သွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော် video editing tool လို့ကျွန်တော်တစ်ချက်ဖွင့်ပြီးသွားမယ်အခုနောက်တော့ download ဆွဲတဲ့ဗီဒီယိုကျွန်တော်ဒီမှာတစ်ချက်ထည့်သွားမယ်အတွက်ကြောင့်မို့ဒီဥစ္စာ double click ထောက်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ screenshot လည်းထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနောက်တော့ download ဆွဲတဲ့ဗီဒီယိုလည်းကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ထည့်လို့ပြီးတော့ခဲ့ပြီဆိုတော့ကျွန်တော်ဒီဗီဒီယိုနံပါတ်3နေရာမှာထားမယ်နော်ပြီးမှတန်လေးကျွန်တော်ဒီ1နဲ့2ကဘာကြောင့်ခြံထားခဲ့တယ်ဒီနေရာမှာဘာတွေထည့်သွားမယ်ဆိုပြီးမှကျွန်တော်ပြောပြရှင်းပြပေးမယ်ဒီဗီဒီယိုဒီလိုမျိုး site အပြည့်ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုကျွန်တော်တစ်ချက်ပြန်မှ site ကိုပုံစံချိုးပြီးမှကျွန်တော်တစ်ချက်ပြပေးဒီမှာ1.80အများ1.80ရွေးပြီးသွားမယ် apply တစ်ချက်နေမယ်ပြီးလို့ရှိရင်ဒီဗီဒီယိုကင်ပြီးဒီလိုလေးဆွဲကျင်းလိုက်ပါမယ်ခင်ဗျာနော်ဒါပေမဲ့ Facebook ရဲ့ recommendation ကြတော့ကျွန်တော်1.80မြောက်1.80 4000 site ဖြစ်တဲ့ကြောင့်မို့4000 site နဲ့တင်သွားရင်ပို့ပြီးအဆင်ပြေတယ် Facebook page အတွက်လည်းအဆင်ပြေတယ်လို့ YouTube channel အတွက်လည်းအဆင်ပြေတဲ့အတွက်ကြောင့်မို့ဒီ video site အတိုင်းကျွန်တော်လှုပ်ဆောင်သွားတယ်ဖြစ်တယ်2 pala site က1.90 ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင် customer လုပ်မှာ1080နဲ့ကျွန်တော်သွားမှာပေါ့နော်ကျွန်တော်မှတစ်ချက်ပြန်ပြပေးမှာပေါ့နော်1080နဲ့တော့ apply နေပြီးသွားလိုက်ပါမယ် apply နေပြီးမှဆိုကျွန်တော်ဒီဗီဒီယိုတစ်ချက်ဖွင့်ကြည့်ပါဒီ page ရဲ့နာမည်ပြောထားတယ်ဘာညာတရကပြောထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့နာမည်နားလေးကျွန်တော်ဖြတ်ပြီးသွားရမယ်ဥပမာကျွန်တော်တို့ဘယ်လိုဖြတ်ပြီးသွားရမလဲဆိုကျွန်တော်သဘောတရားတစ်ခုကျွန်တော်ပြပေးမယ်ဒီနားနဲ့ဒီနားကိုဖြတ်ချင်တယ်ဆိုရင်ဒီအပေါ်အနီအောင်လေးကိုကင်ပြီးမှကျွန်တော်ဒီ PC က delete button တစ်ချက်နှိပ်ပြီးတော့ပြတ်သွားခဲ့ပြီပေါ့နော်အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်ပြန်မ undo လုပ်ပြီးမှကျွန်တော်တို့ EO တစ်ချက်နှိပ်ပြီးတော့မှဆို shortcut အင်းနဲ့တစ်ခါတည်းဖြတ်ပြီးမှသူ့အတူကတ်ပြီးသွားပါတယ်ခင်ဗျာနော်ဒီပုံစံအတိုင်းလုပ်ပြီးတော့ခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာစာသားတစ်ခုခုရေးပြီးထည့်သွားမှာပေါ့နော်အဲ့အတွက်အလွယ်ကူဆုံးအနေနဲ့ကျွန်တော်စာသားကိုကျွန်တော်တစ်ချက် copy ကူပြီးထည့်လိုက်ပါမယ်စာသားထည့်မယ်အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီဥစ္စာတစ်ချက်ထည့်လိုက်ပါမယ်အပေါ်မှာပြီးလို့ရှိရင်ဒီဥစ္စာ double click ထောက်ပြီးမှ page လုပ်ပြီးထည့်လိုက်မယ်မြန်မာစာလဲ support ပေးရနော်ဒီတော့တစ်ချက်ပြပေးမယ်စာသားလေးမှာဒီနားမှာနည်းနည်းအလွဲချော်ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဘက်မှာမြန်မာဖောင်းဆိုတော့တစ်ချက်ရှာလိုက်ပါမယ်အောက်ဆုံးမှာတစ်ချက်သွားရပါမယ်ကျွန်တော်ဒီမှာမြန်မာ test ဆိုပြီးတွေ့ရတဲ့အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက်ထောက်သွားလိုက်မှဆိုဒီမှာစာသားတွေပြန်အားလုံးအဆင်ပြေတော့ခဲ့ပြီပြီးလို့ရှိရင်ဒီစာသားတွေကိုထင်းထင်းရှားရှားဖြစ်အောင်ဆိုရင်ဒီဥစ္စာတစ်ချက်နေမှာဒီဥစ္စာတစ်ချက်နေပြီးတော့မှဒီမှာထင်းထင်းရှားရှားဖြစ်တော့ခဲ့ပြီဒီဥစ္စာအပေါ်ဆုံးမှာဆွဲပြီးမှ quality site လုပ်ပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာလဲစာသားတစ်ခုခုရေးပြီးထည့်မယ်ဆိုရင်ပို့ပြီးမှကောင်းတဲ့အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက်ထည့်ပြီးမှအခုနစာကိုကျွန်တော်တစ်ချက်ပြန်တော့ရှာလိုက်ပါမယ်ကျွန်တော်ဒီနေရာမှာဆိုရင်လက်ကောင်းအသုံးပြုတဲ့ difference အကြောင်းများတည်ကောင်းစရာဆိုလို့ရှိရင်တော့ပြီးလို့ရှိရင်အားလုံးကိုကျေးဇူးတင်ပါတယ် page ကနေကြိုဆိုပါတယ်ဆိုတဲ့စာသားလေးကျွန်တော်တစ်ချက်ထည့်လိုက်မယ် page လုပ်မယ်ပြီးလို့ရှိရင်ဒီဥစ္စာဆွဲဆန့်လိုက်ပါမယ်ဆွဲဆန့်ပြီးဆိုရင်ဒီဥစ္စာမှာစာသားနည်းနည်းလေးဟိုဒါဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်မှာတစ်ချက်နှိပ်ပြီးမှညမှာဖောင်းကိုတော့တစ်ချက်ရွေးပြီးမှထည့်သွားရပါမယ်အဲ့အတွက်တစ်ချက်နှိပ်မယ်ဒီမှာအားလုံးအဆင်ပြေသွားခဲ့ပြီဆိုတော့ကျွန်တော်ဒီဥစ္စာအောက်ဆုံးမှာထားပြီးမှဒါလေးကျွန်တော်တစ်ချက်ဆွဲလိုက်ပါမယ်ဒီလိုလေးပြီးလို့ရှိရင်ဒီဥစ္စာလည်းနည်းနည်းကြီးအောင်quality set လုပ်မယ်ဒီဥစ္စာမှာစာသားအသေးလေးဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီစာသားတစ်ချက်ပြောင်းမယ်အတွက်ကျွန်တော်ဘိုးလို့တစ်ချက်နှိပ်မယ်ဆိုဒီမှာဒီပုံစံအတိုင်းဆိုရင်တော့ပို့ပြီးမှကြည့်လို့ကောင်းတော့ခဲ့ပြီပြီးလို့ရှိရင်ဒီမှာဆိုရင်သူ့ရဲ့ page နာမည်ပါတဲ့အတွက်ကြောင့်ဒီ page နာမည်ကိုကျွန်တော် sticker အုပ်သွားလိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ page logo ဖြစ်ဖြစ် YouTube channel logo ဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ branded တစ်ခုခုကိုအုပ်သွားလိုက်ရတယ်ကျွန်တော်ကတော့အလွယ်ကူဆုံးဖြစ်အောင်ကျွန်တော်ဒီဘက်မှာအခုန Tamil ပုံကျွန်တော်တစ်ချက်ထည့်ပြီးသွားလိုက်ပါမယ်အဲ့အတွက် Tamil ပုံတစ်ချက်ပြန်ထည့်မယ်ဒီ Tamil ပုံကိုကျွန်တော်နည်းနည်းလေး crop လုပ်ပြီးသွားလိုက်မယ်နော် crop လုပ်မှာကိုထည့်ချင်တဲ့ပုံစံလေးပေါ့နော်ကျွန်တော်ဒီဥစ္စာအပေါ်နားလေးမှယူသွားပြီးမှဒီဥစ္စာကိုကျွန်တော်အုပ်ပြီးမှတွားလိုက်ပါမယ်ဒီ
ဒီလိုလေးအုပ်ပြီးသွားမယ်ဆိုရင်ဒါဆေးအကြောင်းနဲ့ပတ်သက်ပြီးပြောတဲ့အတွက်ကျွန်တော်ပို့ပြီးအဆင်ပြေတယ်တကယ်လို့ကျွန်တော်တို့ကဒီအခြား entertainment video နဲ့ပတ်သက်ပြီးဆိုမှလည်းကျွန်တော် video တင်ထားပြရတဲ့ဥစ္စာဘယ်လို edit တော့ရတယ်ဆိုမှပေါ့နော်ဒါကြောင့်ကျွန်တော်ဆေးအကြောင်းနဲ့ပတ်သက်ပြီးပြပြပေးတယ်အကယ်လို့တရားတော်တွေကို copy ကူးပြီးတင်ချင်တယ်ဒါမှမဟုတ်အခြားအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ချင်တယ်ဆိုလို့ရှိရင်လည်းပြောပါကျွန်တော် video လေးတွေ fan တီးပေးပါမယ်လူကြီးမင်းတို့စိတ်တန်းကြပါနော်အဲ့တော့ကျွန်တော်ဒီကအပေါ်မှာဖြစ်နေတဲ့အတွက်ကျွန်တော်သိအဆင်မပြေတဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်လုပ်ပြီးမှဆွဲကျင်းလိုက်မယ်โอเคဒါလေးဆိုရင်တော့ပို့ပြီးမှအဆင်ပြေသွားခဲ့ပြီပြီးလို့ရှိရင်ကျွန်တော်ဒီအောက်နားလေးမှာကျွန်တော်တစ်ချက်ပြင်စရာလေးရှိရပါတော့ဒီစာသားတွေကိုဗီဒီယိုရှိလောက်အဆုံးထိထည့်ပြီးသွားမယ်အတွက်ကြောင့်ဒီစာသား select all လုပ်ပြီးမှဒီလိုလေးဆွဲပြီးမှဟိုဘက်တစ်ချက်တွန်းပြီးမှဗီဒီယိုရှိလောက်ကျွန်တော်အဆုံးဆွဲလိုက်မယ်ပြီးလို့ရှိရင်အနောက်ဆုံးလေးမှာဗီဒီယိုဖွင့်ပြီးကြည့်ကြည့်ပါနော်သူတို့ရဲ့ page ရဲ့သူတို့ရဲ့ page နာမည်တွေ subscribe လုပ်ပြီးပါဘာညာပြောတဲ့နေရာလေးကိုကျွန်တော်တို့ဗီဒီယိုဖြတ်ပြီးသွားမယ်ဗီဒီယိုဖြတ်တာတော့ဘယ်လိုဖြတ်ပြီးသွားရဆိုကျွန်တော်အခုနကတော့ပြောပြပေးတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာမှာအတန်ပိုင်းဆိုင်ရာမှာ edit လုပ်ပြီးသွားမယ်အတွက်ကျွန်တော်အဲ့ဒီအတန်ပိုင်းဆိုင်ရာမှာကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှ noise remove ကိုကျွန်တော်တစ်ချက်အောက်မှာထည့်ပြီးမှဒီအတန်ပါလာတဲ့အတန်100ပါတယ်ဆိုရင်160တင်လိုက်မယ်နော်160တက်190လောက်တင်လိုက်မယ်ဆိုရင်တော့အတန်နဲ့ပတ်သက်ပြီး copyright ကနေ 100% လုပ်ကင်းပါတယ်အခုစင်ကျွန်တော်ဒီဥစ္စာဗီဒီယိုလေး edit ပြီးစာသားပညာလေး add လုပ်ပြီးထည့်ပြီးကျွန်တော်စိတ်ချက် logo ပညာလေးထည့်လို့ပြီးတော့ခဲ့ပြီးဆိုလို့ရှိရင်တော့ဒီအောက်မှာဗာထည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာ background မှာတခုခုအဖြူအောင် sticker ဖြစ်ဖြစ်အမဲအောင် sticker ဖြစ်တခုထည့်ပါကျွန်တော်တို့အဖြူအောင် sticker ကိုကျွန်တော်ထည့်လိုက်ပါမယ်သူများဗီဒီယိုယူသုံးနေဆိုရင်ကျွန်တော် properly video edit လုပ်ပြီးသွားရတဲ့အတွက်ကျွန်တော်တေချာလေးကျွန်တော်ပြတဲ့အတိုင်း video edit လုပ်ပြီးသွားပါပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးနားလေးမှာဆိုရင်ကျွန်တော်တို့ဒီ screen recording လုပ်ပြီးထည့်ရပါတယ်အတန်ဖြောက်မှာပေါ့နော်ကျွန်တော်တို့ဒီ screen recording ပဲဖြစ်ဖြစ်အခြားနေရာမှာ video record လုပ်ပြီးယူလာတဲ့ဥစ္စာဖြစ်ဖြစ်ကျွန်တော်ဒီအောက်ဆုံးမှာထည့်ရမယ်အဲ့ဒီ screen recording ကြတော့ original ဖြစ်ရပါမယ် copy ကူးလာတဲ့ဥစ္စာလုံးဝမရပါဘူး original screen recorder ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် record လုပ်တော့လိုက်ရတယ်ကျွန်တော်တခါတည်း screen recording လုပ်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပေါ့နော်ဒီဥစ္စာကျွန်တော်တစ်ချက်ယူပြီးထည့်လိုက်မယ်အောက်ဆုံးနားလေးမှာပြီးရင်ဒီမှာအတန်ပါတဲ့အတွက်ကျွန်တော်ဒီအတန်လေးကိုကျွန်တော် silent လုပ်ပြီးတော့လိုက်ပါမယ်ပိတ်ပြီးတော့မှာပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်တစ်ချက်သွားပြီးမှဒါလေးကိုတစ်ချက်ဖြတ်လိုက်မယ် S button တစ်ချက်နှိပ်ပြီးမှဒီဥစ္စာ delete နှိပ်ပြီးမှဖြတ်လိုက်မယ်ဒီပိုနေတဲ့ဥစ္စာလေးကျွန်တော်ဒီလိုမျိုးဆွဲချင်းချက်လို့ရတာပေါ့နော်ဒီမှာ quality လုပ်ပြီးတော့ဆိုတာအားလုံးပြီးပြည့်စုံသွားခဲ့ပါပြီခင်ဗျာနော်အားလုံးပြီးပြည့်စုံသွားခဲ့ပြီဆိုရင်ဒီဥစ္စာကို export ထုတ်ပြီးမှ page မှာ account မှာတင်ပြီးသွားရမယ်အဲ့ဒါလည်းဘယ်လိုတင်သွားရမလဲ content moderation နဲ့ဝင်ငွေရအောင် content moderation partner moderation စီမီစီကချက်အလိုက် CM ကနဲ့ဝင်ငွေရအောင်ဘယ်လိုတင်သွားရမလဲဆိုမှအားလုံး step by step ကျွန်တော်ပြပြပေးမယ်အရင်ဆုံးတော့ဒီ video ကျွန်တော် export ထုတ်ပြပေးမယ်အားလုံးကိုလက်တွေ့ကြကြပြပြီးမှဖြစ်ပါတယ်နော် video skip လို့ပဲတခြားလေးကြည့်တော့ပြပါတစ်ချက်နေမယ်ပြီးရင်ဒီဥစ္စာတစ်ချက်နေပြီးမှကျွန်တော်တို့ဘယ်နာမည်နဲ့ထားမလဲကျွန်တော်ဒီနာမည်နဲ့ပဲထားမယ်အတွက်ကျွန်တော် copy ကူးမယ်အပေါ်မှာ paste လုပ်မယ်ဘယ်မှာ save လုပ်မလဲဆိုတော့ကျွန်တော်ဒီမှာပဲ save လုပ်လိုက်မယ် pin select floor export ဆိုပြီးနေပြီးတွားလိုက်ပါမယ်ခင်ဗျာနော်ဒီဥစ္စာအချင်းလေးခဏဆောင်မယ်ဒီဥစ္စာအားလုံးအဆင်ပြေတော့မယ်နောက်တစ်ခု page ကိုကျွန်တော်ပြပေးမှာနော်နောက်တစ်ခုကျွန်တော်ဒီ page မှာလည်းအခုစရနေတယ်ဒီ page မှာဆိုရင်ကျွန်တော်ဓာတ်ပုံတွေပဲတင်ပြီးမှာပေါ့နော်ဒီဓာတ်ပုံတွေကို corporate looking ဘယ်လို edit ရတယ်ဆိုမှအခုနကျွန်တော်ပြပေးတယ်တီးတန့်ဗီဒီယိုတစ်ပုတ်လည်းလုပ်ထားပြီးရတယ်အဲ့ဒီဗီဒီယိုလည်းကျွန်တော်တင်သွားပေးမယ်ပြီးရင်ဒီ copy စာသားတွေလည်း corporate looking ဘယ်လိုတင်သွားရမလဲဆိုမှဒီဓာတ်ပုံ edit လုပ်ပုံလုံးနည်းနဲ့စာသား edit လုပ်ပုံလုံးနည်းကိုတစ်ဆက်တည်းကျွန်တော်ဗီဒီယိုလုပ်ပြီးမှပြပေးမှဖြစ်ပါတယ်အဲ့ဒီဗီဒီယိုနည်းနည်းနောက်ကျရင်ရောက်လာလိမ့်မယ်ခင်ဗျာနော်ဒါမှမဟုတ်ဒီဗီဒီယိုထက်ဆိုင်အရင်ရောက်လိမ့်မယ်ဒီအပေါ်အောက်မှာနည်းနည်းရှာကြည့်လိုက်ပါတွေ့မှာပေါ့နော်ဒီအတွက်ဝင်ငွေရလားဆိုရင်တော့ကျွန်တော်ဒီဘက်မှာတစ်ချက်သွားမယ်ဒီဥစ္စာ business switch ပေါ့နော် business switch ကိုတစ်ချက်လာလိုက်ပြီဒီမှာဆိုရင်moderation မှာလည်းလုံးဝစိမ့်နေရပါတော့ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဒီဥစ္စာအခုမှ content moderation setup ရတဲ့အတွက်ကျွန်တော် content moderation setup လုပ်ဆောင်သွားတဲ့အချိန်မှာဆိုရင်$0.2 လောက်ဝင်နေပါပြီခင်ဗျာဒါပေမဲ့ပို့ပြီးမှတေချအောင်ကျွန်တော်တစ်ချက်ယူသွားပြီးမှသူပြောင်း account ကိုကျွန်တော်တစ်ချက်ယူသွားပြီးမှပြပေးပါရင်ပြောင်း account မှာဘယ်လောက်ဝင်နေပြီလဲပေါ့နော်ကျွန်တော်ဒီနေရာကြည့်ရတဲ့ခါကျရင်အလွဲချော်လေးဖြစ်တတ်တယ်ပေါ့နော်ဒါကြတော့28ရက်စာပဲပြတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပုံမှန်အပြည့်ပဲမှာတွားကြည့်မလဲဆိုဒီမှာ setting တစ်ချက်ပြန်သွားမယ်ပြီးရင် setting တစ်ချက်ပြန်နေမယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုကျွန်တော်နည်းနည်းအောက်ဆင်းသွားပြီးမှကျွန်တော်ဒီမှာပြောင်း account ချိတ်ထားတဲ့ဆိုရင်တော့ဒီပုံစံပေါ်မယ်ပြောင်း account မချိတ်ထားဘူးဆိုရင်ဒါလေးတော့ပေါ်မှာတော့မဟုတ်ဘူးဒီဥစ္စာတစ်ချက်နှိပ်ပြီးတော့မယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ကျွန်တော်ဥစ္စာက$35.24% ဝင်နေပါပြီခင်ဗျာဒီ page မှာကျွန်တော်
အားလုံးက copy တက်ပုံတွေပဲတင်တယ် copy စာသားတွေစီးအကြောင်းအရာနဲ့ပတ်သက်ပြီးတင်တဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာ page တိတိလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီ page တိတိလေးမှာဆိုရင်အခုဆိုလို့ရှိရင်တော့ဝင်ငွေလေးတွေက$35.24ဝင်နေဆိုတော့မနေဘူးဒီဥစ္စာကျွန်တော်ဆက်လက်ပြီးပုံမှန်လေး post content တင်မယ်ဆိုရင်တော့ပထမလမှာဆိုရင်$100 150 200လောက်ရမယ်ဒုတိယလတတိယလစတုတ္တလဆိုလို့ရှိရင်$တက်ဖို့ပဲရှိတယ်ကိုကပုံမှန်လေးအလုပ်လုပ်ဆောင်သွားမယ်ဆိုရင်တော့$တက်ဖို့ပဲရှိတဲ့အတွက်ကြောင့်မို့ Facebook ကနေနေရင်ထိုင်$တစ်လကို400 500 600 1000လောက်ရမယ်ဆိုရင်အေးစစ်စစ်Patient income လုပ်ပြီးတော့ပါစနစ်တကျမှန်ကန်လုပ်ပြီးတော့ပါစနစ်တကျမှန်ကန် video edit လုပ်ပြီးတော့ပါခင်ဗျာနော်ဒီဥစ္စာ video export ပြီးတော့ခဲ့ဆိုကျွန်တော်ပြန်တင်ပြပါမယ်နော်အဲ့အတွက်ကျွန်တော်နောက်တစ်ခုကျွန်တော်တစ်ချက်ပြန်သွားမယ်ဒီမှာပေါ့နော်ဒါကြတော့ဒီလဥစ္စာမရတဲ့ဥစ္စာ$589ရပါတယ်$589ဆိုရင်တော့မြန်မာပိတ်စံနဲ့တွက်လိုက်မယ်ဆိုတော့နည်းတဲ့အမော်တော့မဟုတ်ဘူးနေထိုင်နေဒီလောက်ရတယ်ဆိုတာဒါကျွန်တော် page တစ်ခုထဲဥစ္စာပဲပြတာဖြစ်ပါတယ်နော် Facebook ကနေရတဲ့ဝင်ငွေတည်တန်းရှိတယ် page ကနေရတဲ့ဝင်ငွေတည်တန်းရှိတယ် YouTube channel ကနေရတဲ့ဝင်ငွေတည်တန်းရှိတယ်အားလုံး total ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီသူများလစာလောက်တာထက်ဆိုင်တော့သူများအလုပ်လုပ်ပြီးလစာရတဲ့ထက်ဆိုင်တော့ကျွန်တော်တို့ဒီ Facebook မှာတရက်ကိုအချိန်တိုင်းတစ်ပတ်နှစ်ပတ်လောက်ပေးလိုက်တာနဲ့ကိုသူများလစာထက်ဆိုင်တော့5 6ဆ10ဆလောက်ကိုကောင်းပါတယ်ခင်ဗျာနော် income ကဒါစူးစမ်းရင်စူးစမ်းလောက်ရပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်ပိတ်ပြီးမှဒီဥစ္စာကျွန်တော်တစ်ချက်စောင့်လိုက်မယ်အခြားတက်ဖွင့်ပြီးသွားမယ်ဆိုရင်ဒီ video export ဖြစ်တာနည်းနည်းကြာတယ်ဒီတိုင်းထားမယ်ဆိုရင် video export ဖြစ်တာမြန်တယ်အခုကျွန်တော်ဒီမှာဆိုရင် video editing လုပ်တာ video export လုပ်တာ 100% complete ဖြစ်သွားခဲ့ပြီဆိုရင်ကျွန်တော်ဒီဥစ္စာ okay တစ်ချက်နေမှာကျွန်တော်ဒီဥစ္စာတစ်ချက်ပိတ်လိုက်ပါမယ်ပိတ်ပြီးတော့ခဲ့ပြီဆိုကျွန်တော်ဗီဒီယိုတင်ဖို့ဆိုရင်တော့ကျွန်တော်ဒီနေရာတစ်ချက်သွားပြီးမှကျွန်တော် page ကိုတစ်ချက်ပြန်သွားလိုက်ပါမယ် page ကိုသွားမယ်ဆိုရင်ဒီ page ကရတဲ့ page တွေမှာ$35.24ရတယ်အဲ့အတွက်ကျွန်တော်တို့ဗီဒီယိုတင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှဒီဥစ္စာဒီ page home မှာတစ်ချက်သွားမှဒီရနဲ့ဗီဒီယိုတင်လို့ရတယ်ဒါပေမဲ့ဒီရနဲ့ဗီဒီယိုတင်လို့ရရင်ဝင်ငွေရမရဘူးတချို့တလေရပြီမလဲဝင်ငွေတအားနည်းတဲ့အတွက်ကြောင့်မို့သူဒီ Facebook တင်မှနဲ့ပြထားတဲ့နေရာသွားတင်မဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီbusiness switch ကိုတစ်ချက်သွားပြီးမှကျွန်တော်ဒီ content ဆိုတော့ဥစားကျွန်တော်တစ်ချက်နှိပ်ပြီးသွားမယ်ဆိုကျွန်တော်ဒီပုံစံပေါ်လာခဲ့ပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ create post ဆိုရှိရဒီဥစားတစ်ချက်နှိပ်မယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုတော့ကျွန်တော်ဒီ tab လေးကျွန်တော်တစ်ချက်ထောက်ပြီးသွားမယ်ထောက်ပြီးသွားပြီဆိုကျွန်တော်အခုနောက်တော့ video edit လုပ်တော့ဆိုဒီဥစားဖြစ်တဲ့ copy video ဒီဟာဖြစ်တဲ့အခုကျွန်တော်တို့ video edit လုပ်ပြီး export ထုတ်တဲ့ဒီ video ဖြစ်တဲ့အတွက်ကျွန်တော်ဒီ video select လုပ်ပြီးမှ open တစ်ချက်နှိပ်ပြီးသွားမယ်open နေပြီးတော့ပြီးဆိုရင်ကျွန်တော်ဘက်ကဘာမှမလုပ်ပါနဲ့ကျွန်တော်ဒီနေရာမှာဆိုရင်ဒီ video စာ 100% ပြည့်ပြီးဆိုမှတိုင်းကျွန်တော်ဒီအောက်မှာထည့်ဆက်ရှိရ title လေး decoration လေး thumbnail လေးကိုထည့်ပြီးတော့ပါခင်ဗျာနော်အဲ့အတွက်ကျွန်တော်အချိန်ခဏလေးစောင့်ပေးလိုက်ပါမယ်ဒီဥစ္စာ 100% ပြည့်အောင်ကျွန်တော်စာဒီမှာ 100% ပြည့်တော့ခဲ့ပြီးဆိုရင်တော့ကျွန်တော်အရင်ဆုံးကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆိုရင် Thai language ရွေးပြီးတော့မယ်ကျွန်တော်ဒီနေရာမှာ language မရွေးပဲ video ဒီတိုင်းတင်တော့ခဲ့တဲ့ဆိုရင်တော့ဝင်ငွေလုံးဝမရပါဘူးအဲ့အတွက်အရေးကြီးတဲ့အတွက်ကျွန်တော်ဒီနေရာမှာ language မှာ Thai ကိုရွေးပြီးတော့မယ် Thai ကတော့တရားဝင်ပိတ်ဆံပေးတယ်တရားဝင်ပွင့်တဲ့နိုင်ငံဖြစ်တော့ကျွန်တော် Thai ကိုရွေးပြီးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ decoration title ထည့်ပြီးတော့မယ်အတွက်ကျွန်တော်အဲ့ဒီ decoration title ကျတော့ဒီဥစ္စာတစ်ချက် copy ကူးမယ်ဒီစာသားကိုကျတော့ကိုယ့်အကိုရေးပြီးမှထည့်လိုက်ပါခင်ဗျာနော်ကျွန်တော်ရေးပြီးပြမယ်ဆိုရင်ဗီဒီယိုတအားရှင်းနေမှာဆိုတဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်ဆုံးစာသားလေး copy ကူးပြီးမှ page လုပ်ပြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ thumbnail ပုံထည့်တဲ့ကနေမှာ upload image ဆိုရှိရဒီဥစ္စာတစ်ချက်နေမှာဒီဥစ္စာတစ်ချက်နေမယ်ပြီးကျွန်တော်အခုနောက်တော့လှုပ်ထားတဲ့ဓာတ်ပုံဒီဓာတ်ပုံလေးကို select လုပ်ပြီး open နေပြီးတော့မှဆိုဒီမှာဓာတ်ပုံကျွန်တော်ထည့်လိုက်ပြီး video export ပြီးတော့ခဲ့ပြီဆိုတော့ကျွန်တော်ဒီနေရာမှာဒီဓာတ်ပုံလေးပေါ်မှာဖြစ်ပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်တော့ save as sign နဲ့ပတ်သက်ပြီးတစ်ခုခုရေးပြီးတော့လို့ရကျွန်တော်ဒီတိုင်းထားမယ်အကယ်လို့ကျွန်တော် page က3-4ခုရှိရဆိုရင်အဲ့ဒီ page ကိုကျွန်တော်ဒီမှာ link ထည့်လိုက်မယ်ဆိုရင် video တင်လိုက်တဲ့နဲ့အဲ့ဒီ page 3-4ခုစလုံးမှာ direct ရောက်ပြီးတော့မယ်ဒါပေမဲ့ကျွန်တော်ကဒီ page တစ်ခုတည်းမှာပဲတင်မယ်အတွက်ကျွန်တော်ဒီကို quality ဒီတိုင်းထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီဘက်ကနေ export လုပ်ပြီးတော့မယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင် no corporate issue ဆိုမှဒီ video မှာ corporate ကနေ 100% looking နဲ့ဆိုပြီးမှဒီမှာတရားဝင်သူကပြထားပြီးပါတယ်ကျွန်တော် edit လုပ်တဲ့ဆို complete ဖြစ်သွားခဲ့တယ် edit ပိုင်းမှာအများကြီးမလိုဘူးအနေချင်းလေးလှုပ်ဆောင်လိုက်ရင်လည်းရပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော် video လုပ်ရင်းနဲ့ပြောပြတဲ့အတွက် video ရှေ့ကောင်းရှေ့ဖို့နိုင်မယ်ဒါပေမဲ့အသေးစိတ်ပြပြတဲ့အတွက်ကျွန်တော်တကယ်လည်းကျွန်တော်ပါတယ်ကျွန်တော်လုပ်ပြီးတော့တဲ့ video ခဏလေးနဲ့ရတော့ဗောနော်ပြီး next တစ်ချက်တော့မယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ် next တစ်ချက်ပြန်သွားမယ်ဆိုရင်ဒီနေရာမှာအဓိကအရေးကြီးတယ်ဆိုဒီ CC လေးကို off လုပ်ပြီးသွားလိုက်ပါခင်ဗျာပြီးလို့ရှိရင်ဒီအပေါ်မှာတစ်ချက်ကြည့်ပါအားလုံး okay တယ်အားလုံး okay တယ်and star မှာလည်း okay တယ် content moderation အခုလို့ on ဖြစ်နေတယ်ဆိုလို့ရှိရင် okay ပြီးလို့ရှိရင် share ကိုတစ်ချက်နေပြီးမှသွားလိုက်ပါ
ဒါကြတော့ဗီဒီယိုလုံးဝတင်တာဖြစ်ပါတယ်ဒီဥစ္စာနှိပ်ပြီးသွားခဲ့ပြီးဆိုရင်တော့ကျွန်တော်တို့ internet ပေါ်မှာတက်ဆိုင်ပါတယ်ကျွန်တော်တို့ internet နည်းနည်းကြာတယ်ဆိုရင်ဒီလိုမျိုး share လုပ်ပြီးသွားခဲ့ publish လုပ်ပြီးသွားခဲ့ပြီးဆိုရင်ကျွန်တော်တို့ဒီ page မှာရောက်ဖို့ဆိုလို့ရှိရင်9မိနစ်ကြာနိုင်တယ်10မိနစ်ကြာဖို့နိုင်တယ်ဗီဒီယို AI ရှည်လို့ရှိရင်တော့နိုင်ဝက်လောက်ကြာဖို့နိုင်တယ်အဲ့အတွက်ကျွန်တော်တို့ခဏစောင့်ပြီးမှသူက processing ဖြစ်ပြီးသွားတယ်ပေါ့နော်နည်းနည်းကြာလို့ရှိရင်သူ့ဒီနားမှာ publish ဖြစ်ပြီးမှလာပါမယ် YouTube channel မှာလည်းအခုလိုအတိုင်း edit လုပ်ပြီးသားတဲ့ဗီဒီယိုpage မှာတင်မယ် page မှာတင်ပြီးမှဒီ page နဲ့ admin မဖြစ်တဲ့အခြား Facebook account တစ်ခုမှာလည်းဒီ video နဲ့ဒီ title ပဲတင်မယ်ပြီးလို့ရှိရင် YouTube channel မှာလည်းဒီ video နဲ့ဒီ title ပဲတင်မယ်ပြီးလို့ရှိရင်ဒီ video ပဲ TikTok မှာလည်းတင်မယ်ဒီ video ပဲပြန်ပြီးမှတီးတဲ့ Instagram မှာလည်းတွားပြီးတင်မယ် platform များစွာနဲ့ဝင်ငွေရှာလို့ရတဲ့ video တစ်ပုဒ်တခြား edit လုပ်ပြီးမှဒါပေမဲ့တစ်ခုရှိရတချင်းပါတဲ့ video edit လုပ်ပြီးမှဒီပုံစံသွားလို့မရပါဘူးတချင်းပါတဲ့ video edit လုပ်တဲ့ချင်တယ်ဆိုရင်နောက်တစ်ခု video မှာကျွန်တော်ပြောပြပေးမယ်ကျွန်တော်ရဲ့ page ကျွန်တော်ရဲ့ channel ကို like and sharing လုပ်ပြီးတော့ပါခင်ဗျာနော်ဒီဥစ္စာကျွန်တော်တင်တန်းမှာပြတဲ့ page တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းဖွင့်ထားတဲ့ဒါပေမဲ့ဒီတိုင်းဖွင့်ထားတဲ့ဆိုရင်မအခုကဝင်ငွေလေးတွေရနေပါပြီခင်ဗျာနော်အဲ့အတွက်ကျွန်တော်အခုနောက်တင်တဲ့ video publish ဖြစ်လာပြီလားဆိုကျွန်တော်တစ်ချက် refresh လုပ်ကြည့်လိုက်မယ်မရသေးဘူးပေါ့နော်ဒါကြတော့ဒီနေ့တင်ထားတာဥစ္စာဖြစ်ပါတယ်ဒါတွေကြတော့အကယ်လို့ဒီ Facebook ကနေအသေးစိတ်ဝင်ငွေရှာခြင်းနဲ့ Facebook မှာ CM ဆက်တက်လည်းမရဘူး content moderation လည်းမရသေးဘူးဘာမှမလုပ်တတ်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှတင်တန်းတက်လို့ရတယ်တင်တန်းကြတော့ Telegram မှာဖွင့်ပေးထားတာဖြစ်ပါတယ် Telegram private group မှာ Telegram ထဲမှာဆိုရင်ကျွန်တော် Facebook account ဖွင့်နေရအစားအဆုံးကျွန်တော်တို့ဒီ video edit လုပ်မှဆိုရင် corporate looking အောင်အသေးစိတ် detail ပို့ပြီးမှအသေးစိတ်ကျွန်တော်ပြပေးထားတယ်ဖုန်းနဲ့ရော laptop နဲ့ရော edit လုပ်လို့အသေးစိတ် detail နဲ့ကျွန်တော်ပြပေးထားတယ်အဲ့ဒီပုံစံတိုင်း edit လုပ်ပြီးတင်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ content နဲ့ဘယ်မှာ topic ရှာရမလဲဘယ် page ဘယ်နေရာတော့ရှာမလဲဆိုမှရှိတယ်အဲ့ဒီဥစ္စာတွေတော့မှရှာလာပြီးမှတေချာလေး edit လုပ်ပြီး page မှာဝင်ငွေရပုံညာနေအများကြီးကျွန်တော်လုပ်ပြပေးထားတယ်ပြီးလို့ရှိရင် CM setup မရသေးဘူး content margin setup မရသေးဘူးဆိုလဲ content margin setup ရအောင်ဘယ်လိုလုပ်ဆောင်သွားရမလဲဘယ်လို found တင်ရမလဲပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ page ရဲ့ Facebook account ရဲ့ဖုန်းရဲ့ location ကိုဘယ်လိုပြောင်းသွားရမလဲဝင်ငွေရအောင် location ပြောင်းမှရတဲ့အတွက်ကြောင့်အဲ့ဒီ location တွေကိုလည်းအသေးစိတ်ဘယ်လိုပြောင်းသွားရမလဲဘယ်လိုလုပ်ဆောင်သွားရမလဲထိုင်းနိုင်ငံ location ဖြစ်အောင်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုအားလုံးကျွန်တော် properly ပြောပြရှင်းပြပေးထားပါတယ်ခင်ဗျာနော်အခုကျွန်တော်ဒီ laptop မှာဆိုရင် video တင်နေတဲ့ဥစ္စာဆိုရင်ဘယ် VPN လဲဆိုလို့ရှိရင်ကျွန်တော်မှာတစ်လေးလုံး VPN နဲ့ကျွန်တော်တင်နေရဖြစ်ပါတယ်ခင်ဗျာနော်သူများရေတော့သုံးလို့မရဘူးပြောတယ်ဒါပေမဲ့ကျွန်တော်တို့ဖုန်းမှာလည်းရတယ် laptop မှာလည်းရတယ် crack လုပ်ထားတယ်ပေါ့နော်ဒီတစ်လေးလုံး VPN ကိုအခုနောက်တော့ကျွန်တော်တင်လိုက်တဲ့ video ဒီမှာ 100% ရောက်လာပြီဒီမှာဆို Tamil ပုံလေးတွေဒီပုံစံရောက်လာတယ်ဒီဥစ္စာဖွင့်ကြည့်လိုက်မှဆိုရင်ဒီလိုလေးပေါ့နော်ပြီးရင်ကျွန်တော် refresh တစ်ချက်ကျွန်တော်လုပ်ပြပေးမယ်ဒီမှာတစ်ချက်ချင်းမှာဆို Tamil ပုံနဲ့ဒီပုံစံလေးဖြစ်တဲ့အတွက်ကျွန်တော် Tamil ပုံနဲ့လာတယ်အဓိကကျွန်တော်တို့ video တင်တဲ့အခါမှာ Tamil ပုံကအရေးကြီးပါတယ်ကျွန်တော်တို့က video ကြည့်တဲ့အခါမှာအကြောင်းအရာမှာဒီစာကိုဖတ်တဲ့လူကနည်းတယ်ခင်ဗျအဓိကဒီ Tamil မှာဗာရေးထားလဲပေါ့ဒီစာလေးကိုဖတ်ပြီးမှသူတို့နဲ့ကိုက်ညီတယ်ဆိုဖွင့်ပြီးသွားတာမျိုးရှိရပေါ့နော်အဲ့အတွက်ကျွန်တော်အရေးကြီးပါတယ် Tamil ပုံကောင်းလေးလုပ်ပြီးသွားပါခင်ဗျာနော်ဒီပုံစံအတိုင်း video တင်ပြီးဒီပုံစံအတိုင်း edit လုပ်ပြီးမှ Facebook page YouTube TikTok ကနေဝင်ငွေမြောက်များစွာရှာတော့လို့ရပါတယ်ကျွန်တော်ရှိမှတင်တန်းတက်မယ်ဆိုရင်တင်တန်းကြီးရဲ့ lifetime အတွက်9000ကျပ်ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တင်တန်း cost ကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်ကျွန်တော်ရဲ့တင်တန်းကကျွန်တော်တင်တန်း3ခုရှိတာကျွန်တော် boost အပိုင်းနဲ့ပတ်သက်ပြီးဈေးအောင်ဈေးဝယ်သမားလေးဒီ live stream တွေနဲ့ခါမှာ boost ဘယ်လိုလုပ်ဆောင်သွားရဘာညာတရကန်နဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာဆိုတင်တန်းမှာ class 45ထိတော့ရောက်တော့ခဲ့ပြီပေါ့နော်ကျွန်တော်တင်ပြီးတော့စာဗီဒီယိုနဲ့ final ဖြစ်တယ်အကယ်လို့ content moderation နဲ့ဝင်ငွေရှာခြင်းနဲ့ Facebook နဲ့ဝင်ငွေရှာခြင်းဆိုတော့ဒီမှာပေါ့နော်ဒီ Facebook content moderation မှာပြောင်းလဲမှုအကြောင်းအရာနဲ့ပတ်သက်ပြီးမှအားလုံးကျွန်တော်တင်ပေးတယ်ပြီးလို့ရှိရင် Facebook နဲ့ဝင်ငွေရှာပုံရှာနည်းကျွန်တော် Facebook account ကိုဝင်ငွေရအောင်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုအားလုံးရှိတယ်ပြီးလို့ရှိရင် Facebook content moderation နဲ့ဝင်ငွေရဖို့ကျွန်တော်တို့ location ပြောင်းနည်းလဲအသေးစိတ်ဖုန်းနဲ့လုပ်ပြပေးထားပါတယ်ခင်ဗျာပြီးလို့ရှိရင်ပျောက် account မှာ error တက်တာအခုလိုအနီရောင်ဖြစ်တာဘာညာလဲကျွန်တော် phishing မှုရှင်းအားလုံးကျွန်တော်တို့ပြပေးထားတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ Facebook ကနေဝင်ငွေရဖို့ဘယ်အချက်လက်တွေဘယ်လို setting ပိုင်းတွေရောဘယ်လိုမျိုးပြောင်းထားတင်တယ်ဆိုပြီးမှအားလုံးပါပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ content moderation အခုလိုမျိုးဒီအနီရောင်ဖြစ်တော့ခဲ့တဲ့ loss ဖြစ်တော့ခဲ့တဲ့ suspended ဖြစ်တော့ခဲ့တဲ့ဆိုရင် phishing မှုရှင်းအားလုံးပါပါတယ်ခင်ဗျာနော်နောက်တစ်ခုအရေးကြီးတာလူတွေအများဆုံးသိချင်တဲ့ဥစ္စာကျွန်တော်ဒီမှာဖုန်းနဲ့ပေါ့နော် copy video တွေကိုဖုန်းနဲ့ corporate looking အောင် edit လုပ်ပြီး online ကနေဝင်ငွေရှာနည်းဆိုမှဖုန်းနဲ့ဘယ်လို edit ရတယ်ဆိုပြီးအားလုံးကျွန်တော်ပြပေးထားတယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာ laptop PC နဲ့ဘယ်လို edit ရတယ်ဆိုမှလည်းအားလုံးကျွန်တော်ပြပေးထားတယ်အခြားသောအကြောင်းအရာနဲ့ပတ်သက်ပြီး page quality အဝါဖြစ်တာအနီရောင်ဖြစ်တာ profile အနီရောင်အဝါဖြစ်တာဥစ္စာလည်းကျွန်တော်အားလုံးပြပေးထားတယ်ပြီးရင် affiliate တင်မဲ့ link နဲ့အားလုံးတွဲပေးထားတယ်
affiliate တင်မှာစာသားလည်းအားလုံးကျွန်တော်ချပေးထားပါတယ်ခင်ဗျာ video file ကြည့်မှအားလုံးလောက်ဆောင်သွားလို့ရပါတယ်ဒီမှာဆိုရင်အနီရောင်းနဲ့အစင်းအောင်လုပ်ပြပြီးတော့ live group ကျွန်တော်တို့တင်တဲ့ထဲမှာလုပ်ပြပေးထားဒီမှာလည်း affiliate တင်မှာ link စာသားအားလုံးပါပါတယ်ခင်ဗျာနော်ကျွန်တော်တင်တဲ့တက်မယ်ဆိုရင်တင်တဲ့က live time အတွက်ကမှ9000ကျပ်ဖြစ်တယ်အဲဥစားကျွန်တော်ဗီဒီယိုဒီဥစားအပုတ်90ကျော်သွားခဲ့ပြီကျွန်တော်ဒီ Facebook page နဲ့ဝင်ငွေရှာဖွေ channel ပတ်သက်ပြီးကျွန်တော်ဒီ online ကနေဘယ်လိုရှာရမလဲအခြားအကြောင်းအရာနဲ့ပတ်သက်ပြီး YouTube channel ဘယ်လိုဖွင့်ရမလဲ YouTube channel နဲ့ monetization ဘယ်လိုရှောက်ရမလဲ Facebook ရဲ့ content monetization ဘယ်လိုရှောက်ရမလဲဆိုပြီးအားလုံးအသေးစိတ်ဒီဗီဒီယိုထဲမှာ include ပါတယ်ဒီတင်တဲ့ထဲမှာအားလုံးပြည့်စုံပါပါတယ်ခင်ဗျအကယ်လို့တင်တဲ့တက်ပြီးတင်တဲ့ဗီဒီယိုကြည့်ပြီးမသိနားမလဲရှင်းတယ်ကျွန်တော်တို့ Facebook group Viber နဲ့တဆင့်ဒါမှမဟုတ်ရင်လည်းကျွန်တော်ဒီ Telegram နဲ့တဆင့်ပြန်မေးဖို့နိုင်ပါတယ် one by one step by step ကျွန်တော်အားလုံးဖြည့်ချပေးပါတယ်ခင်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်